အိမ်လုတ်ကြံဘီယာဝိုင်ပြုတ်လုံနီကြံကိုဘီယာနဲ့စိန်ပြီးပြုတ်လုတဲ့ဒီဖြော်ရည်ဟာထူးခြားပြီးအရသာရှိသလိုသူငယ်ချင်းတွေနဲ့ပျော်ပွဲရှင်ပွဲတွေမှာတောက်သုံးဖို့အလွန်သင့်တော်ပါတယ်ပထမဆုံးကြံချောင်းတွေကိုအခွန်နွားပြီးဘီယာထဲမှာ10မိနစ်ခန့်စိန်ထားပေးပါဒါဟာကြံထဲကိုဘီယာနဲ့တင်းပြန်သွားစေဖို့ဖြစ်ပါတယ်စိန်ထားတဲ့ကြံတွေကိုအတုံးသေးသေးလေးတွေတုံးပြီးနောက်ကျိတ်ဆက်ထဲမှာ9မိနစ်ခန့်ညက်နေအောင်ကြိတ်ပေးပါကြိတ်ထားတဲ့ကြံရည်တွေကိုဖန်အိုးတန်တန်နဲ့ထည့်ပါပြီးလျင်ကြောက်စကြား90ဂရမ်နဲ့ဝိုင်တစ်ဆေးတစ်ထုပ်ထည့်ပါတစ်ဆေးပမာဏဟာအသီး3ကီလိုဂရမ်ခန့်ကိုအချင်းဖောက်ဝိုင်တဲ့ပမာဏဖြစ်လို့ချင့်ချိန်ထည့်နိုင်ပါတယ်အရည်များကိုတေးသေးချာချာမွေပေးပြီးနောက်အိုးကိုလုံအောင်ပိတ်ကာနှွေးထွေးတဲ့နေရာမှာ3ရက်ကြာထားပေးပါ3ရက်ပြည့်တဲ့အခါမှာတော့စကာဒါမှမဟုတ်ပိတ်ပါးစားနဲ့တေးသေးချာချာစစ်ထုတ်ပြီးအရည်သီးတန့်ကိုဖန်အိုးတန့်တစ်ခုတည်းပြန်ထည့်ပါစစ်ထုတ်ထားတဲ့အရည်ကိုအေးမြပြီးမှောင်တဲ့နေရာမှာနောက်ထပ်4ရက်ကြာအောင်ထပ်မံထားပေးပါဒီအဆင့်တွေပြီးသွားရင်တော့ဗီတာမင်နဲ့သတ္ထုဓာတ်တွေကျွဲဝပြီးတောက်လိုက်ရင်လန်းဆန်းသွားစေမဲ့ကြံဘီယာဝိုင်ကိုရရှိရပြီးအရက်ပြန်နှုံးအလွန်မများတာကြောင့်အလွန်ကြုံမှုသွားတာမျိုးမဖြစ်ပဲလူစုံလုံးတောက်သုံးဖို့အကောင်းဆုံးပါပဲဒီနေ့လန်းလေးအတိုင်းပဲမိမိနှစ်သက်ရာတံပရာသီးတစ်ကြားသီးဒါမှမဟုတ်လိမ္မော်သီးတို့နဲ့လည်းအလားတူတစ်တီးဝိုင်အမျိုးမျိုးကိုပြုလုပ်နိုင်ပါသေးတယ်